มันแค่สั่นจนน้ำมันไหลลงสตอรี่ก่อนเฮ้ยเฮ้ยโอ้ยไล่ซากกันอาจจะมีคนงานอยู่เยอะนะครับไม่รู้พี่ไม่รู้คนงานอยู่ในนั้นเยอะนะครับตอนเนี้ยคนติดอยู่ในนั้นเยอะนะครับน่าจะเยอะมากเลยครับนี่ครับรถของบริษัทนะครับตอนนี้ตึกผมเกือบเอาชีวิตไม่รอดนะครับฝนมาอย่างกับพายุนะครับนี่ครับรถแมคโครของบริษัทดีนะไม่ทับคนอยู่ในรถนะครับนี่ครับนี่ครับเดี๋ยวเขาจบไลฟ์ก่อนนะครับ代理表价维系啊你。有些给俺买的嘛。这样我慌了，代理表价嘞。几个你买？哦，挺软的，哦，成个，成个你把那挂嘞，嗨，啊，问你嘞，你那问你嘞。来着啊！တော်နေမရဘူးလုံးဝအက်ကွယ်မန်လေးထဲမှာတော့ဘယ်လိုနေလဲမသိဘူးပဲမတို့ဆိုင်ကတော့တော်တော်ကိုအချင်းကြီးစိုးပြီးတော့ရှစ်ဖက်ပြမဟုတ်လမ်းလိုက်တာအကွယ်နဲ့ကိုရီးယားကြောက်အားလန့်အားနဲ့ထွက်ပြေးပါတယ်ဆိုမှဘယ်နှမ်းမှပြေးကြမရှိဘူးဘယ်ပြေးလို့ပြေးရမှမသိဘူးဒီကြီးတွေလည်းပြေးမယ်ဘယ်လိုခုံဆင်းရတော့မှလို့ပြေးရမှာလို့နဲ့ဟိုဘက်ကြည့်လိုက်တော့တရားအဟောင်းကြီးရပါပြိုကြတရားအစ်စ်ကတော့ဘာမှမဖြစ်တော့ဘူးဆိုင်မှာစားနေတဲ့ဧည့်သည်ကြီးလည်းအမှမောက်ပြီးတော့နေရတယ်မန်လေးတွေတခြားနေရာတွေတော့ဘယ်လိုလဲမသိဘူး